Hello,ဒီနေ့မှာတော့ cheese custard မို့လေးလုပ်ပြပေးပါမယ်။လုပ်နေလေလောလောလေးပဲစားလိုက်ကြရအောင်။ cream cheese 50 gram ကိုဇလုပ်တစ်ခုတည်းထည့်ပြီးတကြား50 gram နဲ့တူရောမှွေပေးပါ။ဒီလောက်နေထားလေးဆိုရပါပြီ။ဒါပြီးတော့ကြက်ဥနှလုံးကိုအနှစ်ကခွဲပြီးအနှစ်ကို cream cheese ထဲထည့်ပေးပါ။ပြီးရင်တော့ပျောက်ဖို့မုတ်40 gram ကိုထည့်ပြီးတော့တမအောင်မှွေပေးရပါမယ်။ဒီလိုအနေထားလောက်ဆိုရပါပြီနောက်ထပ်တစ်ခုအနေနဲ့နွားနိုး400 ml ကိုလောက်ထည့်ပြီးတော့တမတောင်ထပ်မှွေပေးပါဒီလိုအနေထားလေးရပြီဆိုရင်ကျုံမဲ့အိုးထဲကိုစကားနဲ့စစ်ပြီးလောင်းထည့်ပေးပါပြီးရင်တော့မီးအေးလေးနဲ့ပြေးလာတဲ့အနေထားရောက်တဲ့ဒီဖြည်းဖြည်းချင်းကျူသွားပေးရပါမယ်ဒီနေရာမှာတခုပြောချင်တာအိုးမကတ်တဲ့အိုးသုံးပေးပါနော်ပြစ်ပြီးတော့ဒီလိုမျိုးလေးချောမွေ့သွားတာဒီမှွေပေးပါနော်ဒီလိုနေထားဆိုရပါပြီပြီးရတော့ကိုထဲမဲ့ပကံတွေကိုစီနှဲငယ်တုပ်ပေးလိုက်ပါပကံကတော့14 cm ရှိတဲ့ပကံတုပ်ပြထားပါတယ်ကိုချိန်နှင်းသက်ရပကံနဲ့လည်းတုပ်ပြနိုင်ပါတယ်ပြီးရတော့တိတ်ချလေးညှိပြီးပေါ်ပလတ်စတစ်လေးနဲ့အုပ်ပေးလိုက်ပါပြီးရင်တော့ရေခဲတက်တာထဲမှာ3နာရီအကြာထားပေးပါ3နာရီပြည့်ပြီလို့ရလာပြီဆိုရင်ကိုလိုချင်တဲ့ပုံစံအနီတော့အတုံးလေးတွေတုံးပြီးရင်ကင်မဲ့ပဲတဲ့နေရာချထားပေးလိုက်ပါပြီးရင်ကျအိုးနှစ်တလုံးကိုပကံလုံးထဲမှာခြေပြီးမှုံမှာနည်းနည်းချင်းစီတုံးလိမ့်ပေးပါမုတ်ဖုတ်တဲ့အချိန်မှာ180အပူချိန်နဲ့မိနစ်20ဖုတ်ပေးရပါမယ်မိနစ်20ပြည့်လို့ရလာတဲ့အခါမှာဆိုရင်တော့ဒီလိုပုံစံလေးရလာပါမယ်ဒီမုတ်လေးကအရင်လည်းမချိုးဘဲနဲ့စိတ်စိတ်မွမွေးလေးနဲ့အရင်စားကောင်းပါတယ်ကဲလိုက်လောက်စားချင်တဲ့သူတွေအတွက်ကတော့ဗီဒီယိုအဆုံးမှာပါဝင်ပစ္စည်းလေးတွေရေးထားပေးပါတယ်နော်ဒီလိုမှုလုပ်နည်းလေးတွေအများနဲ့မျှဝေပေးတော့မို့ like and follow လေးနှိပ်ပြီးစောင့်ကြည့်ပေးကြပါဦးနော်